上次ဒီချမင်းတို့ကတတိမလေးမတက်မြနေလို့အေးရခွေးချတဲ့ချမင်းတို့ပေါ့နော်အဲ့လေရှင်ကခွေးသားဆိုပြီးထင်သေးတာထင်မသေးနဲ့အဲ့ဒီစားလေးနိုင်ငံသားလာတဲ့ ready made ဆောင်ချက်ထားတာအဲ့ဒီစားမျိုးကြည့်တော့ရှင်မင်းတို့ရတယ်ဟာရှင်ကလည်းဒီမှာရှေ့အတွက်ခွတ်ကျွန်တော်အဲ့ခေါကျွန်တော်ဘာလို့ရှင်လည်းတုံးလိုက်တာရှင်ခွတ်ပေးမှာတော့ရှင်တောင်းစားဖို့ပေါ့ကျွန်တော်တောင်းစားပဲ